အားလုံးပဲမင်္ဂလာပါအခုဆိုလို့ရှိရင်တော့ကျမတို့ဒီဇင်ဘာလမှာရောက်နေပါပြီ2026ထဲမှာကျမတို့ဘာကြီးလှုပ်ဆောင်သွားမလဲဆိုတာတွေကိုရင်ခုန်ရင်းနဲ့ပေါ့နော်ဒီ2025ကိုဘယ်လိုအကောင်းဆုံးကျော်လွှားဖို့ပြင်ဆင်မလဲဆိုတာကိုအခုကျမတို့လှုပ်ဆောင်နေတာဖြစ်တယ်အခုဒီနေ့မှာဆိုလို့ရှိရင်တော့ကျမဒီ real estate အထူးသဖြင့် rental ပိုင်းနဲ့ပတ်သက်ပြီးတော့အခြေခံတည်တင်တည်ထိုက်တဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ကျမတို့မြန်မာ community ထဲမှာလည်းဒီ real estate business ထဲမှာရည်ရွယ်ချက်ရှိနဲ့ရောက်ရှိသွားတဲ့သူတွေရှိသလိုတချို့ကလည်းရည်ရွယ်ချက်သိမ့်မရှိပေမဲ့လည်းအကြောင်းအမျိုးမျိုးကြောင့်သူတို့ကဒီ real estate business ထဲမှာရောက်ရှိလာတဲ့သူတွေရှိပါတယ်တချို့ဆိုလို့ရှိရင်အိမ်နှလုံးပိုင်တယ်တစ်လုံးကိုငါထားတယ်ပေါ့နော်တချို့ဆိုလို့ရှိရင်နှလုံးသုံးလုံးပိုင်တယ်တချို့ဆိုလို့ရှိရင်10လုံးမကပိုင်တယ်ပေါ့နော်စသဖြင့်တချို့ဆိုလို့ရှိရင် developer တွေတောင်ရှိလာပြီပေါ့နော်ကျမတို့မြန်မာပြည်မှာနေတော့ကဆိုလို့ရှိရင်တချို့ဆိုလို့ရှိရင်အိမ်နှလုံးသုံးလုံးပိုင်တယ်အိမ်ငှားရှာတယ်သူတို့ကပုံမှန်အိမ်လက်ခပေးတယ်ကိုနဲ့အဆင်ပြေပြီဆိုလို့ရှိရင်ပြီးပြီပေါ့နော်အခုဒီ US မှာဆိုလို့ရှိရင်တော့အဲ့လိုမျိုးမရဘူးအကုန်လုံးသူ့ rules နဲ့သူ့ law နဲ့ရှိပြီးသားဖြစ်တယ်အဲ့ဒါကြောင့်ကျမတို့ US မှာနေတယ်ဆိုလို့ရှိရင်ကျမတို့မြန်မာပြည်ကလူမျိုးပဲနေပြီးတော့ကျင့်သုံးလို့မရတော့ဘူးကျမတို့ဒီ US က tax law တွေကိုအ ਨੇ ဆုံးအခြေခံကိုနားလည်ဖို့အရန်အရေးကြီးပါတယ်အဲ့လိုမျိုးတိမှပဲကိုကမလိုအပ်တဲ့ပြဿနာတွေကိုရှောင်နိုင်မယ်တရားဝင်သောနည်းလမ်းဖြင့်ကိုအတွက်အကောင်းဆုံးနဲ့ tax အသက်သာဆုံးဖြစ်အောင်ကျမတို့planning လုပ်နိုင်မှာဖြစ်တယ်အဲ့ဒါမှပဲ US မှာအလုပ်လုပ်တာပို့ပြီးတော့အတွင်ကျမှာဖြစ်တယ်တရားဥပဒေနည်းလမ်းကြကြလဲလုပ်နိုင်မှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကိုရှောက်လန်းနေတဲ့လမ်းကိုတေချာနားလည်ဖို့အရန်အရေးကြီးပါတယ်အဲ့ဒါမှကိုသွားချင်တဲ့ရောက်ချင်တဲ့နေရာကိုရောက်မှာဖြစ်တယ်ကိုမရောက်ချင်တဲ့နေရာကိုမသွားချင်တဲ့နေရာကိုမရောက်အောင်မသွားမိအောင်ကျမတို့တည်တင်တည်ထိုက်တာတွေကိုတည်ဖို့လိုတယ်ကိုသွားချင်တဲ့နေရာရောက်ဖို့ကူညီနိုင်တဲ့သူတွေနဲ့လည်းကိုကဆွေးနွေးလို့ရမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ rental အမျိုးအစား၃ခုကိုပြောချင်ပါတယ်အဲ့ဒါတွေကတော့ long term rental short term rental mid term rental တို့ပဲဖြစ်ပါတယ် long term rental ဆိုတာကတော့12လပေါ့နော်တစ်နှစ်နဲ့အထက်အစာချုပ်ပြီးတော့အိမ်ငါတင်တဲ့အိမ်ငါအမျိုးအစားကို long term rental လို့ခေါ်ပါတယ်ပြီးလို့ရှိရင် short term rental ကတော့ရက်30အောက်ပေါ့နော်29ရက်လည်းဖြစ်နိုင်တယ်တရက်လည်းဖြစ်နိုင်တယ်2ရက်လည်းဖြစ်နိုင်တယ်ဒီ short term rental ကတော့ဥပမာ Airbnb တို့မှာတင်ထားတဲ့ rental properties တွေဆိုလို့ရှိရင်များသောအားဖြင့်2ည3ည4ညပေါ့နော်စသဖြင့်သွားတဲ့ဟာတွေကို short term rental ဖြစ်ပါတယ်ဒီ mid term rental ကတော့ဒီ short term နဲ့long term ကြားမှာသူကconnection လုပ်ပေးတာဖြစ်တယ် mid term rental အမျိုးအစားကကြတော့တလားထက်တော့များတယ်ဒါပေမဲ့တစ်နှစ်ထက်နည်းတယ်ပေါ့နော်အဲ့ဒါတွေကဘယ်သူတွေကငားများလဲဆိုလို့ရှိရင် university ကျောင်းသားတွေ professor တွေပြီးလို့ရှိရင် travel nurse တွေ professional တွေကငားရမ်းတာများတယ်ပေါ့နော်ကိုယ့်ရဲ့ဧည့်သည်ပေါ့နော်အိမ်ငှားကဘယ်လောက် average ပေါ့နော်ဒီတစ်နှစ်အတွင်းမှာဘယ်လောက်နေသလဲဆိုတဲ့အပေါ်မှာကိုယ့်ရဲ့ rental က long term လား short term လား mid term လားဆိုတာသွားတာဖြစ်ပါတယ် long term rental ဒီကတော့အိမ်ကူပဲငှားတာဖြစ်တဲ့ရေခဲတစ်တာတို့အဝတ်လျှော်ဆက်တို့အပြင်ဒီ furniture တွေတခြားအသုံးဆောင်တွေကိုထားပေးလိမရှိဘူးပေါ့နော်ပြီးလို့ရှိရင်ဒီ mid term နဲ့ short term တွေကတော့များသောအားဖြင့်အကုန်လုံးအပြည့်စုံထားပေးတာဖြစ်ပါတယ်။အိုးခွက်ပကံတွေကအစပေါ့နော်သူတို့လိုအပ်မဲ့ဒီ living room မှာ furniture တွေကအစအိပ်ရာအမွေအရာပေါ့နော်အကုန်လုံးကိုဘာမှယူလာစရာမလိုဘဲနဲ့ဒီအိမ်မှာသူတို့တဲလို့ရအောင်လုပ်ပေးတာဖြစ်ပါတယ်။ပြီးလို့ရှိရင် depreciation မှာကြတော့အားလုံးကအတူတူပဲ depreciation ယူခွင့်ရှိပါတယ်။ short term rental ကတော့ residential rental ဖြစ်ပေမဲ့ depreciation life ကတော့ကွာပါတယ်ဒီ mid term နဲ့ long term rental ကတော့28နှစ်ခွဲဖြစ်ပါတယ်ဒါပေမဲ့ short term တွေကတော့ non residential properties တွေနဲ့အတူတူပဲ39နှစ်ဖြစ်ပါတယ်အဲ့ဒါကိုတော်တော်များများကမှားပြီးတော့ဒီ short term rental ကိုလည်း28နှစ်ခွဲနဲ့ depreciation ယူထားတာကျွန်တော်တို့တွေးလို့ရှိတယ်ဒါပေမဲ့ short term rental ကတော့39နှစ်ဖြစ်ရမှာဖြစ်ပါတယ်ဒီမှာအသေးစိတ်ကြည့်မယ်ဆိုလို့ရှိရင်တော့အများကြီးရှိသေးတယ်ဒါပေမဲ့ဒီနေ့မှာကျွန်တော်တို့ကအခြေခံကိုပဲသွားမှာဖြစ်တဲ့အတွက် rental 3မျိုးရှိတယ်ဆိုတဲ့အပိုင်းမှာဒီလောက်ပဲကျွန်တော်တို့ပြောမယ်နောက်တစ်ခုသိဖို့လိုအပ်တာကတော့ဒီ rental income ဒီကတော့အများသောအဖြစ်က passive income ဖြစ်တယ် passive income ဖြစ်တဲ့အတွက် self employment tax မပေးရပါဘူးတစ်ခုရှိတာကတော့အထူးသဖြင့်ဒီ short term rental တွေက hotel လိုမျိုးနေ့စဉ်နေ့တိုင်းသူတို့အတွက် breakfast တွေပြင်ပေးတယ်
အဲ့ရခင်းတွေလဲပေးတယ် airport အကျိုးပို့တွေလုပ်ပေးတယ်စသဖြင့် IRS ရဲ့အသုံးအနှုန်းရဆိုလို့ရှိရင် substantial လို့ခေါ်တယ်အဲ့လိုမျိုး substantial service ပေးတယ်ဆိုလို့ရှိရင်တော့အဲ့ဒါကို active business ဖြစ်သွားတယ်အဲ့ဒါကြောင့် tax ပါတဲ့အချိန်မှာလဲဒါကို schedule C မှာသွားမှာဖြစ်ပါတယ်အဲ့ဒါကလွယ်လို့ကျန်တာတွေကတော့ဒီ schedule E မှာပဲသွားမှာဖြစ်တယ်အဲ့ဒါကြောင့်ဘယ်လောက်ထိ service ပေးတယ်လဲဆိုတဲ့အပေါ်မှာဒီ schedule C သွားမှာလား schedule E သွားမှာလားဆိုတာလဲသက်ဆိုင်တာဖြစ်ပါတယ် rental business မှာတကယ်လို့အရှုံးပေါ်တယ်ဆိုလို့ရှိရင်ဒီ passive ကိုပဲခြေနိုင်တာဖြစ်တယ်ဒါပေမဲ့ကိုကဒီ business မှာဒီ rental activity မှာဘယ်လောက်ထိပါဝင်မှုရှိတယ်လဲဆိုတဲ့တိုင်းတာတာတွေ test လုပ်တဲ့ rules တွေအများကြီးရှိတယ်ဒီ test တွေအပေါ်မှာကိုယ့်ရဲ့ဒီ loss ဒီ passive loss တွေကကိုယ့်ရဲ့ active income ဖြစ်တဲ့ W2 income တွေ business income တွေခြေခွင့်ရှိသလားဆိုတာကတော့ကိုယ့်ရဲ့ material participation ပေါ့နော်ကိုဒီ business မှာဘယ်လောက်ထိလှုပ်ဆောင်တယ်လဲပါဝင်တယ်လဲဆိုတဲ့အပေါ်မှာအများကြီးမူတည်ပါတယ်ပြီးလို့ရှိရင် flipping ပေါ့နော် flipping ကတော့ real estate investment အနေနဲ့ IRS ကမသတ်မှတ်ပေးဘူး flipping ကိုသူတို့ကဒီ active business အနေနဲ့သတ်မှတ်ပေးတာဖြစ်တယ် flipping properties တွေကိုတခြား rental properties တွေလို့ investment properties လို့သူတို့မသတ်မှတ်ဘဲနဲ့ inventory ပေါ့နော် inventory အနေနဲ့သူတို့သတ်မှတ်ပေးတဲ့အတွက်ဒီ flipping ကတော့ depreciation ယူခွင့်မရှိပါဘူးပြီးလို့ရှိရင် income တွေကလည်း active income ဖြစ်တဲ့အတွက်ဒီ income federal income tax state income tax အပြင် 15.3% ဖြစ်တဲ့ self employment tax ကိုလည်းပေးရမှာဖြစ်ပါတယ်ဒီ rental business က rules တွေလည်းအများကြီးရှိတယ်ပြီးလို့ရှိရင်ကိုက planning လုပ်တတ်ရင်လုပ်တတ်တယ်လို့အများကြီးtax planning လုပ်လို့ရတဲ့ business အမျိုးအစားဖြစ်ပါတယ်အဲ့ဒါကြောင့်အခြေခံကိုတည်ဖို့လိုတဲ့ကိုယ့်ရဲ့ rental အမျိုးအစားကဘယ်လိုမျိုးရှိတယ်လဲပေါ့နော်ကိုကဘယ်လောက်ထိဒီ rental business မှာဘယ်လောက်ထိပါဝင်မှာလဲပေါ့နော်ကိုတိုင် manage လုပ်တယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အချိန်တွေကိုလည်းတေချာ track လုပ်ထားပါ rental loss ကကိုယ့်ရဲ့တခြား active income တွေကိုခြေခွင့်ရှိမရှိဆိုတာကိုဘယ်လောက်ထိပါဝင်ထားတယ်လဲဆိုတဲ့ဟာပေါ်မှာအများကြီးမူတည်တာဖြစ်တဲ့အတွက်ကိုပါဝင်ထားတယ်ဆိုလို့ရှိရင် track တေချာလုပ်ပါ record တေချာလုပ်ပါဘယ်နေ့မှာဘယ်လောက်ဘယ်နှစ်နာရီအလုပ်လုပ်တယ်ဘာလုပ်တယ်ဆိုတာကိုတေချာ record လုပ်ထားပါအဲ့ဒါတွေအရင်အရေးကြီးပါတယ်ပြီးလို့ရှိရင် tax ပြင်ဆင်တဲ့အချိန်ကျရင်ဒီလိုမျိုး record တွေကိုကို tax တွက်ပေးတဲ့သူတွေကိုပြပေးပါကိုကလွတ်လပ်စွာဘယ်သူစီမှာ tax တွက်ရမလဲဆိုတာရွေးချယ်ပိုင်ခွင့်ရှိတာဖြစ်တဲ့အတွက်အဲ့ဒါအိမ်မှာကိုကလိမ်မာပါနတ်စွာဘယ်သူကကိုကိုကူညီနိုင်မလဲအထီးရောက်ဆုံးကူညီနိုင်မလဲဆိုတော့သူဒီနဲ့tax လုပ်ဖို့အရင်အရေးကြီးပါတယ်သူတို့ကအကောင့်ဆုံးလုပ်ပေးသွားလိမ့်မယ်အခုလောလောဆယ်မှာ rental business ထဲမှာရှိနေတဲ့သူတွေမို့လို့ရှိရင်နောက်မှာ rental business မို့လို့ရှိရင် real estate နဲ့ပတ်သက်တဲ့ business ထဲမှာဝင်ချင်တဲ့သူတွေအတွက်ဒါအခြေခံလေးပေါ့နော်အကျိုးရှိမယ်လို့ကျွန်မမျှော်လင့်တယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်